အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ Ghost Coffee and Tea podcast လေးရဲ့ episode 7နေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီကနေ့ episode မှာတော့ကျွန်တော်တို့ဒီမလေးရှားမှာ senior software developer အနေနဲ့အလုပ်လုပ်နေတဲ့ Jerry ကိုဖိတ်ခေါ်ထားပါတယ်ဆိုတော့ Jerry ရေမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါကိုတရားဝန်တာပါတယ်ဟုတ်တရားဝန်တာပါတယ်အခုလိုအခုတို့ရဲ့ဒီ podcast လေးကိုဒီ join ပေးတဲ့အတွက်ပထမဦးစွာကျေးဇူးတင်ပါတယ်ဟုတ်ကဲ့audience တရားအနေနဲ့ဖိတ်ခေါ်ပေးရတဲ့လည်းကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ဟုတ်ဆိုတော့လေ Jerry ရေJerry အကြောင်းကိုတစ်ချက်လောက်နားထောင်နေတဲ့ပရိသတ်ကိုတစ်ချက်မိတ်ဆက်ပေးပါလားဗျဟုတ်ညီမတို့ခုလောလောဆယ်မလေးရှားမှာ senior software developer အနေနဲ့အလုပ်လုပ်ကိုင်နေပါတယ်အဓိက programming background ကတော့ Java base ပေါ့နော်တခြားအရင်တော့ကလည်းဗမာပြည်မှာလည်းJava နဲ့ပဲတောက်လျှောက်ပေါ့နော်အလုပ်စာဝင်တွေကအလုပ်လုပ်ကိုင်နေပါတယ်ဟုတ်ကဲ့ပါ Jerry ဆိုတော့ကျွန်တော်တို့ podcast မှာကျွန်တော်တို့ဒီ episode တိုင်းမှာပေါ့နော် manager မေကွန်လေးနဲ့ပဲစလိုက်ရှင်ပါတယ်ဗျဆိုတော့မေကွန်ကတော့ဒီ programming ကိုကိုယ်နဲ့ဘယ်လိုစတင်ထိတွေ့ခဲ့လဲပေါ့အားရလေးနဲ့ programming ကိုစတင်ပြီးတော့ဒီထိတွေ့ခဲ့တဲ့အကြောင်းလေးကိုမမရရရှိတဲ့အရာပေါ့အားလေးချက်ပြောပြပေးပါဦးတကယ်တော့programming ကိုစပြီးတော့တင်တာတော့ကိုတက္ကသိုလ်မှာပေါ့နော်ကွန်ပျူတာကျောင်းဖြစ်တဲ့အတွက်ကြောင့်မလို့programming ကို basic ကနေပြီးတော့စပြီးတော့တင်ပြီးတယ်နှစ်တိုင်းမှာ programming language တစ်ခုကအမြင်ပါတယ်ပေါ့နော်အဲ့တော့programming ဆိုရဲဟာနဲ့ကတော့ကျောင်းတက်ကြရတင်နိုင်ရဖြစ်တဲ့အတွက်ကြောင့်မလို့မစိမ့်ဘူးပေါ့နော်ပြီးတော့နောက်ပြီးတော့ programming ကိုနောက်တစ်ချက်စိတ်ဝင်စားတာကျောင်းမှာဆိုလို့ရှိရင် open campus ဆိုရဲproject show ပြတဲ့ပွဲတွေရှိတယ်ပေါ့နော်အဲ့ဒီပွဲမှာဆိုလို့ရှိရင်ကျောင်းသူကျောင်းသားတွေလုပ်ထားတဲ့ project တွေပေါ့အဲ့လိုမျိုးဟာလေးပြရတော့ like ကြည့်တယ်ပေါ့နော် like ကြည့်ပြီးစိတ်ဝင်စားရပေါ့နော်ကိုလည်းသူတို့လိုမျိုးလုပ်တဲ့ရှင်တွေပေါ့နော်အဲ့ဒီအချိန်ကစပြီးတော့programming ကိုကျောင်းမှာစတင်လို့ရှိရင်တခြားပေါ့ design မှာ like နားထောင်ဖြစ်တယ်လုပ်ဖြစ်တယ်project show တွေမှာလည်းပါဝင်နိုင်အောင်စူးစမ်းဖြစ်ခဲ့ရပေါ့နော်အဲ့ရနေပြီးတော့ carry အဲ့ရနေပြီးပဲစခဲ့တာပါဟုတ်ကဲ့ဟုတ်ဆိုတော့ဘယ်လိုပြောမလဲဒီသူများရဲ့ဒီကျောင်းမှာလုပ်ထားတဲ့ project show မှာပြတဲ့ဒီ program တွေကိုကြည့်ပြီးတော့အားကြပြီးတော့ programming ကို design မတ်လုပ်ဖြစ်သွားတယ်ဆိုရမှာပေါ့ဟုတ်အရင်ဘယ်လိုပြောမလဲသူတို့လောက်တာကြည့်ပြီးတော့ကိုလည်းဒါမျိုးတစ်ခုဖန်တီးချင်တယ်ပေါ့နော်အဲ့ဒီစိတ်ကပဲစားဟုတ်ကဲ့ဟုတ်ဆိုတော့လေဟုတ် programming ကိုဟုတ်ကျောင်းမှာသင်ခဲ့ပဲပေါ့နော်တော်တော်မှာသင်ခဲ့တယ်ဆိုတော့ကျောင်းပြီးသွားလို့ဒီလုပ်ငန်းခွင်တွေဝင်ရတယ်ပေါ့ဆိုတော့လုပ်ငန်းခွင်ဝင်တဲ့အတွေ့အကြုံကဘယ်လိုမျိုးရှိလဲပေါ့အထူးသဖြင့်ကျွန်တော်ဒီ academic life ကနေပြီးတော့ကျွန်တော်ဒီ professional ဒီအလုပ် industry တွေကိုရောက်သွားတော့ဘယ်လိုမျိုးအတွေ့အကြုံတွေရလဲပေါ့အထူးသဖြင့်ပထမဆုံးလုပ်ငန်းအတွေ့အကြုံတွေနဲ့ဘယ်လိုရှိလဲပေါ့ပထမဆုံးကိုအရင်ဆုံး entry level ကနေပြီးတော့အလုပ်စဝင်တော့ပေါ့နော်ဘယ်လိုပြောဒီမတ်ချက်အနေနဲ့ကိုယ့်ရဲ့ mindset ကိုပြောင်းရတယ်ပေါ့နော်ကိုကကျောင်းသားဘဝမှာတော့ project တစ်ခုပြီးသွားရင်တော့ကိစ္စပြီးသွားပြီပေါ့နော်ဒါပေမဲ့တကယ်တမ်းအလုပ်မှာကြာတော့ကိုယ့်ရဲ့တောင်းဝန်မှုတောင်းဝန်ခံမှုတွေပါလာတယ်ပေါ့နော်ကိုရေးလိုက်ကို develop လုပ်လိုက်တဲ့ project တစ်ခုอ่ะဆိုလို့ရှိရင်အဲ့ဟာသူ့ရဲ့ maintenance တွေ update တွေ bug fix တွေဆိုတာမပြီးဆုံးဘူးပေါ့နော်ပြီးသွားပြီဆိုတာမရှိဘူးပေါ့နော်အဲ့ဒီပြီးသွားပြီဆိုတဲ့စိတ်ကနေပြီးတော့တောင်းဝင်ယူရတယ်ဆိုတဲ့စိတ်ကိုပြောင်းရတာအခက်ခဲဆုံးပေါ့နော်အဲ့ဒါအလုံးဆဆဝင်ကြီးကြုံရတဲ့ပြဿနာပေါ့ဟုတ်ပြီးတော့နောက်တစ်ခါဆိုလို့ရှိရင်ပေါ့နော်ဒီအလုပ်ဝင်တဲ့ခါမှာဆိုလို့ရှိရင်ကိုယ့်ရဲ့ကိုရေးထားတဲ့ project ပုံမှာ debugging skill တွေပါရအရေးကြီးရပေါ့နော်ဥပမာဒါပေမဲ့ entry level မှာဆိုလို့ရှိရင်ကိုကဘယ်လိုလဲerror တစ်ခုဖြစ်ပြီဆိုလို့ရှိရင်တခါတလေကျရင်ဘယ်ကနေအစားဆွဲထုတ်မှမသိဘူးပေါ့နော်အဲ့လိုမသိတာက entry level မှာတော့အကြီးမားဆုံးအခက်ခဲပေါ့error ကောင်းကောင်းရှာတတ်ဖို့နောက်ပြီးတော့ရှင်အဲ့ error ကိုနားလည်ဖို့အတွက်အချိန်ယူရတယ်ပေါ့နော်နောက်တစ်ချက်ကဘာရှိသေးလဲဆိုတော့ဒီပေါ့နောက်တစ်ချက်ကကျောင်းသားကနေပြီးတော့ကျောင်းသားဘဝကနေပြီးတော့လုံးဆောင်ဝင်တော့ပြဿနာကြောင့်ပါ git
ခေတ်ကတော့အကုန်လုံးသိမယ်ရှင်ဆက်စားခြင်းတော့ခေတ်ကအရန်ကြောက်စရာကောင်းတယ်လို့ထင်ခဲ့တယ်ပေါ့နော်မနိုင်ပြောအဲ့ comment တွေပေါ့ conflict တွေဖြစ်ပြီဆိုလို့ရှိရင်ရှောင်ပြေးခြင်းနဲ့မလုပ်ချင်ဘူးမကြည့်ကြဘူးပေါ့နော်ဒါပေမဲ့နောက်ဆုံးကျတော့ဒါ developer တိုင်းအတွက်မဖြစ်မတည်တိကိုသိရမှာဆိုရဲတိကိုသိရမယ်ဆိုတဲ့တီကိုပေါ့နော်နောက်တစ်ဖြည်းဖြည်းသိလာတဲ့အခါကျတော့ gate ကိုတည်တည်ချာချာအာရုံစိုက်ပြီးတော့ leaking ဖြစ်တယ်ပေါ့နော်ဒါကတော့ entry level မှာတော့ကြုံရတဲ့အခက်အခဲပါဟုတ်ကဲ့ပါ Cherry တကယ်အတွေ့အကြုံကောင်းနေပါပဲကျွန်တော်တို့အဲ့တခုကဟုတ်တယ်ဗျဘာလို့ဆိုကျွန်တော်ကျောင်းမှာတုန်းကကျတော့သိရမလားproject presentation ပြီးသွားရင်ကိုရီအလောက်ကတာဝန်ရပြီးသွားပြီတကယ် industry မှာရောက်တော့ project ပြီးတောင်မှနောက်က maintenance ကရှေ့ရ development လုပ်ရတဲ့ကိုပို့ပြီးလိုက်ပေးရတယ်ပေါ့နော်တကယ် user သုံးတဲ့အချိန်ကပိုရေးကြီးသွားတယ်ပေါ့အဲ့ဒီဟုတ်အားလေးကိုမျှပေးရအရင်ကောင်းပါတယ်ဗျဟုတ်ကဲ့ပါဟုတ်ခေတ်ကတော့ကျွန်တော်သိတဲ့အတိုင်းပဲဘယ်လိုပြော career life မှာအများနဲ့အိမ်ဦးနဲ့ကျန်းမြစ်လိုမျိုးဖြစ်ဟုတ်တယ်ကျောင်းတက်တော့ကတော့ project share လို့ရှိရင်တော့ kit နဲ့မ share ဘူးပေါ့နော်ဒီတိုင်း memory project တွေ share ကြပါဘူးနော်ဒါပေမဲ့တကယ်လုပ်ငန်းခွင်ဝင်သွားတဲ့ခါကျတော့ kit ကိုkit နေရာတိုင်းမှာ kit သုံးကြတယ်လေ kit သုံးကြအောင် kit ကမဖြစ်မနေကိုသိရမယ် essential တစ်ခုလို့ဖြစ်လာပေါ့ဟုတ်ကဲ့ဟုတ်ဆိုတော့လေနောက်တစ်ခုကကျတော့ဗာလဲဆိုရင်ဒီကိုဘဝမှာပေါ့အထူးသဖြင့်ဒီ career life မှာပေါ့ဒီမှတ်မှတ်ရရအချိုးကွေးဖြစ်စေတဲ့ဒီသင်ခန်းစာတစ်ခုဒါမှမဟုတ်လေအတွေ့အကြုံတစ်ခုဆိုရင်ဘာဖြစ်မလဲပေါ့နော်ဆိုတော့ဒီကနေ့ဒီနေရာရောက်လာဖို့အတွက်ဘယ်လိုပြောမလဲအချိုးကွေးနဲ့ကြုံရရရှိမှာပဲပေါ့နော်ဆိုတော့အချိုးကွေးတွေမှာရခဲ့တဲ့သင်ခန်းစာဒါမှမဟုတ်အတွေ့အကြုံဆိုရင်ရောဘာဖြစ်မလဲပေါ့မှတ်မှတ်ရရရှိရလေဒီကလေးကိုကဒီ field ထဲမှာတော့ရွေးချယ်စရာ topic တွေကတော့အများကြီးပဲပေါ့နော်အကြောင်းမှာတော့သင်ခန်းစာတွေကအကုန်သင်ရတယ် database တွေသင်ရတယ် front end နဲ့သင်ရတယ် back end နဲ့သင်ရတယ်အဲ့ဟာတွေကမှကိုနဲ့ကိုစိတ်ဝင်စားဆုံးဖြစ်တဲ့အပိုင်းကိုတိတိကျကျဆွဲထုတ်ပေါ့နော်ဆွဲထုတ်ပြီးသွားလို့ရှိရင်ပေါ့နော်အဲ့ဟာကိုပေါ့ design မမတ် consistency ရှိနဲ့လေ့လာလို့ရှိရင်ပေါ့နော်တစ်ချိန်မှာပေါ့နော်တခုခုတော့ဖြစ်လာမှာပဲအလဟာတတော်မဖြစ်ဘူးပေါ့နော်ဒါပေမဲ့ဆက်စချင်းနေနဲ့ဘယ်လိုကြုံခဲ့ရလဲဆိုတော့လုပ်ငန်းခွင်စောင့်ဝင်တဲ့အချိန်မှာပေါ့နော်လုံးဆရာတွေကလည်းအများကြီးလိုပဲခံစားရတယ်အဲ့ချိန်မှာအရန် pressure များရပေါ့သူများတွေကလည်းဒါလုပ်နေတယ်တခြားလူတွေကိုမေးတော့လေကိုနဲ့မတူတဲ့ဟာတစ်ခုလုပ်နေဆိုလို့ရှိရင်လည်းကိုကသူများမလုပ်တဲ့ဟာကိုငါမလုပ်ရကောင်းလားဆိုပြီးတော့နောင်တရတာတွေပါဖြစ်တတ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာတော့အဲ့ဒါတွေဖြစ်ခဲ့ဘူးတယ်ပေါ့နော်နောက်ပြီးတော့ပြောအစားဆိုတော့လူတွေနဲ့ communication လုပ်ရတာအရန်အလုံးစဝင်တော့ communication လုပ်ရမှာအရန်ကြောက်တယ်ကိုမသိလို့ရှိရင်သူများကိုမေးရမှာရှက်တယ်ပေါ့နော်အဲ့ဟာကိုအတွက်ဆိုလို့ရှိရင်တော့အကြီးမားဆုံးမကောင်းတဲ့ချက်လို့ပဲပြောမှာတော်တော်ဆိုးတဲ့ချက်ပေါ့နော်တကယ်တော့ကိုကမတိဘူးဆိုလို့ရှိရင်တိအောင်လုပ်ရမှာကိုတောင်းရင်ပေါ့နော်တိဖို့အတွက်လည်းကိုမှအနီးနားပတ်ဝန်းကျင်မှာအခွင့်အလမ်းတွေအများကြီးရှိတယ်လိုက်မေးလို့ရတယ်ပေါ့နော်မေးကိုရောဘယ်သူမှတကူတကကြီးလာပြီးတော့မရှင်းပြကြဘူးကိုတယောက်တည်းအတွက်လေတခြားလူတွေကိုလိုက်မေးပြီးကိုမသိတဲ့ဟာတွေကိုစူဆောင်းပြီးလို့ရှိရင်ဒါတွေကိုအိမ်မှာပဲဖြစ်ကိုအားတဲ့အချိန်မှာပဲဖြစ်လို့တခုခုပေါ့နော်ဒီဇိုင်းမလေ့လာပေါ့နော်အဲ့လိုလေ့လာမယ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့ကောင်းမယ်လို့တွေးမိရပေါ့နော်အဲ့ဒီအချိန်တော့ကိုယ်ကလည်းတောင်းတက်တော့ရင်တော့ထင်ခဲ့ရပေါ့နော် developer ဆိုတာကုတ်ရင်ပြီးသွားပြီပေါ့နော် AACC ချားလူတွေနဲ့လည်းစကားပြောကြမှာဆိုပြီးတော့ထင်ခဲ့တယ်ပေါ့နော်ဒါပေမဲ့တကယ်ကိုလုံးစပြီးလုပ်တဲ့အချိန်မှာတော့စကားအရင်ပြောရတယ်ပေါ့တခါတလေဆိုလို့ရှိရင်အကျိန်းနဲ့ညင်းခုန်ရတယ်လည်းရှိရပေါ့နော်အဲ့ဟာတွေကတော့ကိုအတွက်ဒါရအမှတ်တရလည်းဟုတ်တယ်တချို့ဟာတွေတချို့ကိုရဲ့လူကြောက်တာတို့လူရှိမှစကားထွက်ပြီးတော့မပြောရဲတာတို့တယောက်ကိုအကူညီတောင်းအောင်မှာရှက်တာတို့အလေးစိတ်တွေအဲ့တော့ရှိလူတိုင်းတော့ရှိကြရပါတော့ဒါပေမဲ့ရှိပေမဲ့ဒါတွေကိုအမြင်ဆုံးဘယ်လိုပြောပြ
ပြုတ်ပြင်ရပေါ့ ပြုပြင်ရမှာပေါ့နော်ကိုမှားနေမှန်းသိလို့ရှိရင်တော့မှားနေကြတော့မှားနေတယ်လို့တော့မဆိုလို့ပေါ့နော်ဒါကကိုနည်းနည်းလေးပြုပြင်လိုက်တယ်ဆိုလို့ရှိရင်တော့ကိုအတွက်ကောင်းတာတွေအများကြီးဖြစ်လာနိုင်တယ်ဆိုလို့ရှိရင်တော့သုံးတင်တယ်ပေါ့နော်ဟုတ်တယ် Jerry ခါလေးကျရင်တော်ပြောတဲ့စကားရှိပါတယ်ဗျာနော်လူရင်းနဲ့စကားမပြောချင်လို့ developer လောက်တာပေါ့နော်ဒါပေမဲ့အဲ့ဒါတကယ်လက်တွေ့ဘယ်လိုပြော career life မှာပြတ်တဲ့ရရောအဲ့စကားမမှန်ဘူးပေါ့နော်ဘာလို့စကားတော်တော်ပြောရတယ်ပေါ့နော်ဟုတ်တယ်တော်တော်ပြောရတယ်နောက်ဆုံးကိုလောက်ထားတဲ့အကြောင်းအရာတစ်ခုကိုသူများနားလည်အောင်ပေါ့ကိုကရှင်းပြတတ်ဖို့လည်းလိုရပေါ့နော်ဟုတ်တယ်အဲ့ developer ရဲ့အခက်အခဲကအဲ့ဒါပဲဘာလို့လဲဆိုတော့ဘယ်သူမှနားမလဲတဲ့အရာကြီးကိုရှင်းပြရတဲ့အလုပ်က developer ရဲ့အလုပ်ဖြစ်နေအဲ့ဒီအဲ့လိုဟုတ်ကဲ့ပါ Jerry ရဲ့ဆိုတော့လေနောက်တစ်ခုသိချင်တာကကျတော့ပေါ့နော်အခုဒီ career life မှာပေါ့နော်ဒီလိုမျိုးအနေအထားတစ်ခုတည်းရောက်လာအောင်ကျွန်တော် entry level ကနေပြီးတော့တက်လာဖို့အတွက်ကိုယ့်အတွက်ဘယ်ရာရအခက်အခဲဆုံးဖြစ်ခဲ့လဲပေါ့အားလေးလည်းတစ်ချက်ပြောပြပေးလို့ရမလားဒီအစောနာကလည်းအခက်အခဲတွေလည်းဝေမျှသွားပြီပေါ့အဲ့ထဲမှာမကိုယ့်အတွက်တကယ်အခက်အခဲဆုံးဖြစ်ခဲ့တဲ့အရာကဘာဖြစ်မလဲပေါ့နော်တကယ်အခက်အခဲဆုံးဖြစ်ခဲ့တဲ့အရာကတော့communication ပါပဲဘာဖြစ်လို့လဲဆိုတော့ဒီတော့အရှိမပြောခဲ့သလိုပဲသူများကိုကူညီတောင်းရမှာရှက်တယ်နောက်တစ်ချက်ကဘယ်လိုပြောမလဲကိုမတီးဘူးလို့ပြောရမှာ哦ဒီတော့မကြိုက်ခဲ့ဘူးเนาะကိုကအဲ့လိုပြောလို့ရှိရင်ကိုစိတ်မှာမဝင်မရဲကိုဒါကိုမတိရကောင်းလားဆိုပြီးတော့လေကိုမတိရကောင်းလားဆိုပြီးတော့အပြစ်တင်ပြီးရဲ့သူအပြစ်တင်ပြီးအဲ့လိုစိတ်မျိုးလည်းမရှိသေးခြင်းဘူးမတိရင်မတိတဲ့ဟာကိုတိအောင်လုပ်လို့ရတယ်တိအောင်လုပ်ဖို့အတွက်အခွင့်အလမ်းတွေကအများကြီးရှိတယ်ခုခေတ်ဆိုလို့ရှိရင်တော့ပို့ပြီးတော့လွယ်သွားပြီကိုမတိဘူးဆိုလို့ရှိရင် AI နေလည်းပေါ်လာပြီမိလို့ရတယ်ဒါမှမဟုတ်ကိုကလူတွေနဲ့စကားပြောရတာကြိုက်တယ်ဆိုလို့ရှိရင်တခြား community အဖွဲ့အစည်းတွေနောက်ပြီးတခြားဒီ tech နဲ့ပတ်သက်တဲ့တက်နဲ့ပတ်သက်တဲ့တငယ်ချင်းတွေပါရှိလို့ရှိရင်သူတို့နဲ့ဆွေးနွေးလို့ရတယ်တိုင်ပင်လို့ရတယ်နောက်ဆုံးကိုဖြစ်နေတဲ့ခက်ခဲကိုလည်းပြပြလို့ရတယ်အဲ့လိုဆွေးနွေးခြင်းအပြင်ဘာလဲတက်လာဆိုကိုယ့်ရဲ့ communication skill တွေရောနောက်ပြီးတော့ကိုတည်ရဲ့ technical နဲ့ပတ်သက်တဲ့ level လည်းပို့ပြီးတော့ကျေပြန့်လာတဲ့အတွက်ကိုအရင်တော့ကတော့ဒီဟာကိုစိတ်မဝင်စားအောင်ဆိုပေမဲ့ကိုစကားစမြည်ပြောရင်းနဲ့သူများစီကတခုတိလာလို့ပဲဖြစ်ကိုစိတ်ဝင်စားတဲ့အရာလည်းဖြစ်ကောင်းဖြစ်လာနိုင်တယ်အဲ့ဒါကြောင့်မလို့စကားများပြောစီခြင်းနဲ့ပေါ့နော်အမြဲတမ်းပဲကွန်ပျူတာနဲ့ကိုယ်နဲ့ပဲအလုံးလုံးနေတယ်ဆိုတဲ့ခံစားချက်မျိုးမဝင်စေခြင်းကိုယ့်ရဲ့ဒါပြောဆိုင်ရေးဆိုတာလေခုနောက်ပိုင်းဆိုစကားပြောကောင်းဖို့အတွက်တင်တန်းနေပါရအောင်ဖွင့်ချရှိရတယ်ဟုတ်တယ်ကျွန်တော်လည်းကြားကျေးဇူးပါ Jerry ဟုတ်တယ်ဒါကအရေးကြီးတယ်ဇလာပေါင်းဆိုကျွန်တော်တို့ဘယ်လိုပြောပေါ့အထူးသဖြင့်ပေါ့ကျွန်တော်တို့ကာချာမှာအဲ့လိုမျိုးကြီးရှိရပေါ့နော်မသိရင်အဲ့ဒါကိုမသိဘူးပြောဖို့ဒါမှမဟုတ်လည်းမေးဖို့ကအရန်ဝင်နေကြရပေါ့နော်အဲ့ဒါကိုဆိုအများစုကကျွန်တော်တို့ကျိုးဖျက်ရတယ်လို့ professional career life ထဲရောက်လာတယ်အဲ့ဒါလေးကို share ပေးရအရင်ကောင်းပါတယ်ကိုမတိမှလည်းကိုနဲ့အလုပ်တွဲလုပ်တဲ့လူကသူကဒါလိုနေတယ်ဒီဟာကိုဖြည့်ပေးရမယ်ဆိုရဲ့အတီးမျိုးကတစ်ဖက်မှာလည်းဝင်သွားမှာမဟုတ်လို့ရှိရင်ကိုကကိုမတိတဲ့အကြောင်းအရာကြီးတစ်ခုနဲ့အချိန်တိုင်း struggle လုပ်နေရမှာstruggle လုပ်နေရမှာပေါ့နော်ကိုသူတို့ကလောက်ခန့်လိုက်တယ်ဆိုပေမဲ့ဒီအကြောင်းကို interview တွေအောင်နေပြီးတော့အလုပ်လုပ်တာတော့မှန်တယ်ဒါပေမဲ့ဒီ field မှာဒီနေရာမှာကိုမသိတဲ့အကြောင်းအရာတွေဆိုတာလည်းရှိအောင်ပါပဲဒါတွေကိုကိုကအချိန်တို့အတွင်းမှာမြင်ဆန်ဆန်လမ်းလုပ်ဖို့အတွက်ဆိုလို့ရှိရင်ကိုနဲ့အလုပ်တူတွဲလုပ်မဲ့သူတွေကိုမေးရမယ်စူးစမ်းရမယ်သူတို့စီကတချို့အကူအညီတွေလိုအပ်လို့ရှိရင်တောင်းရမယ်အကုန်လုံးတော့လူတိုင်းကသိမနေဘူးပေါ့နော်ဒါပေမဲ့ကိုရောက်တဲ့နေရာမှာကိုလုပ်ရမယ့်တာဝန်ကိုတိအောင်လုပ်ရမှာကိုနဲ့ပဲဆိုင်နေပေါ့နော်အဲ့အကြောင်းမလို့ဒါလေးကိုဝင်ပြပေးရဖြစ်ပါတယ်ကျေးဇူးပါ Jerry ဆိုတော့ပေါ့နော်နောက်တစ်ခုကကြတော့ဗာလဲဆိုတော့Java ကိုတော်တော်ဖြစ်တယ်ပေါ့နော်ဒါပေမဲ့သူကတက်မေးချင်တာဗာလဲဆိုအကြိုက်ဆုံး language ဒါမှမဟုတ် platform ဆိုရင်
ဘာဖြစ်မလဲပေါ့နော်ပြီးတော့ဘာကြောင့်ကြိုက်လဲပေါ့သူရော Java ကိုဘာဖြစ်လို့ကြိုက်လဲဆိုတော့သူ့ရဲ့တခြားဒါကတော့language တစ်ခုရဲ့ပုံမှာမြင်တဲ့ကိုအမြင်လိုမျိုးဖြစ်တယ်မှာဒီဒါမှမဟုတ်Java တစ်ခုရဲ့ပဲကောင်းလားဆိုတော့လည်းမဟုတ်ဘူးတခြား language တွေရဲ့သူ့ရဲ့အားနည်းချက်အားသာချက်တွေက language တိုင်းမှာရှိတယ်ဒီတစ်ခုလေးကိုပဲအမြဲစုပ်ကိုင်းပြီးတော့လေ့လာဖို့တော့မတိုက်တွန်းချင်ဘူးပေါ့နော်ကိုကတစ်ခု language တစ်ခုခုမှာ professional တစ်ခုလောက်ထိရောက်သွားပြီဆိုလို့ရှိရင်တော့တခြား language တွေကိုလည်းနီးစမ်းကြည့်ခြင်းတယ်နီးစမ်းကြည့်စီခြင်းတယ်ပေါ့နော်ဥပမာ Java အပြင် Java နဲ့အလားတူတဲ့ Python တို့အဲ့ဒီဘက်ကိုပေါ့နော်ကိုလေ့လာခြင်းနဲ့လေ့လာလို့ရတယ်ပေါ့နော်တစ်ခုခုမှာဒီတခြားနဲ့ဆက်သိသွားပြီဆိုလို့ရှိရင်တခြား programming language တွေကိုလေ့လာလဲလွယ်သွားပြီပေါ့နော်အဲ့ဒါလေးတော့အကြံပေးခြင်းတယ်ပေါ့နော်ပြီးတော့ Java ရဲ့အဓိက Java အနေနဲ့ပြောမှဆို Java ရဲ့သူ့ရဲ့အဓိကအားသာချက်ကဆိုလို့ရှိရင်တော့သူက JVM ပေါ်မှာ run တဲ့အတွက်က operation system မလို့ပေါ့နော်အဲ့အချက်ကိုတော့သဘောကျရပေါ့နော်သူကပြီးရင်Windows PC မှာရေးပြီးတော့လဲ Linux server မှာလည်း run လို့ရတယ်ပေါ့နော် Mac မှာရေးပြီးတော့Android mobile နဲ့ run လို့ရတယ်ဒါကသူက cross platform development support ပေးထားပါတော့အဲ့ဟာကြောင့် Java ကိုသဘောကျတယ်ပြီးတော့နောက်တစ်ချက်က OOP programming language ကိုအရင်သဘောကျအရင်စနစ်ကြတယ်လို့ခံစားရတယ်ပေါ့နော်ဒါပေမဲ့ဘယ်လိုပြောမလဲပြီးတော့နောက်တစ်ချက်က Java ကိုသုံးတဲ့ company တွေရှိရပေါ့နော်အဲ့ company ကဘယ်လို company မျိုးတွေသုံးလဲဆိုတော့ဥမာbanking system တွေများတော့အဖြစ်သူတို့တွေကကြတော့သူကဘဏ်စနစ်တွေကကြတော့ဒီ stability လို့အရန် changes ကြီးမားမားလုပ်ချင်တဲ့အခါမျိုးဆိုတော့တခြား programming language ကိုသုံးမှာပေါ့ဒါပေမဲ့ finance နဲ့ပတ်သက်တဲ့ဟာတွေများတော့အဖြစ်ကbanking တွေမှာဆိုလို့ရှိရင်သူ background ကို Java နဲ့ရေးကြတာများရပေါ့နော်အကြောင်း Java ကိုသဘောကျတာပေါ့နော်ဟုတ်ကဲ့ပါ Cherry ဆိုတော့ဘယ်လိုပြောမလဲကိုကတော့ဒီချက်ဒီကြောင် Java ကိုကြိုက်တယ်ပေါ့နော်ဒါပေမဲ့လည်းဘယ်လိုပြော coffee တောက်တယ်လို့ပေါ့ကိုကတော့ဒီ espresso ကြိုက်တယ်ပေါ့နော်ဒါပေမဲ့တခြားဟာတွေလည်းမကောင်းပြောရတော့မဟုတ်မီးစမ်းကြည့်ပေါ့ဒါပေမဲ့ကိုကတော့ဒီဟာကိုကြိုက်တဲ့အကြောင်းရင်းတော့အခိုင်အမာရှိတယ်ပေါ့စီးပွားရေးများသောအားဖြင့်စီးပွားရေးလုပ်ငန်းတွေဘဏ်စနစ်တွေဆိုရင်တို့ကရေရှည်သွားမယ့် system တွေဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအချိန်လေးမှာဆိုတို့က Java ကိုယူကြတယ်ပြီးတော့နောက်တစ်ချက်ကကြတော့ဒါပါ data အခုပေါ်နေတဲ့ data analysis တွေ AI တွေ ML တွေအဲ့လိုမျိုးဆိုလို့ရှိရင်တော့ Python ယူကြရပေါ့နော်ဒါသူ language နဲ့language ပုံမူတည်ပြီးတော့သူကျွမ်းကျင်တဲ့ level ပေါ့နော်အဲ့ level တွေ꿰သွားတာဖြစ်တယ်ကိုလိုက်ရှင်တဲ့ level ပေါ်မူတည်ပြီးတော့ level ကိုအရင်စဉ်းစားပြီးတော့လည်း programming ကိုပြန်ရွေးလို့ရတယ်ဒါမှမဟုတ်ကိုရွေးထားတဲ့ programming ပေါ်မူတည်ပြီးတော့ကိုသွားချင်တဲ့ level ကိုပြန်ရွေးချင်လည်းရတယ်ဒါပေါ့အဲ့တော့ဟုတ်တယ်ကျွန်တော်တို့ language တိုင်းမှာသူ့အားတန်ရာဘယ်လိုမျိုးအဆင်ပြေရပေါ့နော်ဆန္ဒပြောပဲနောက်ပိုင်း AI တွေဘာတွေမှာကျတော့ data science တွေမှာ Python တွေသုံးကြတယ်ဆန္ဒတော့ enterprise business တွေ banking တွေဘာတို့အတွက်က Java သုံးကြတယ် project requirement ရပေါ့နော်တင့်တော်ရဲ့ language ရွေးရတော့အကောင်းဆုံးပဲဟုတ်ကဲ့ပါ Cherry ဆိုတော့နောက်တစ်ခုကကျတော့ဘာလဲဆိုတော့ကိုသာဒီ backend ထိုင်သွားလို့ရရင်ပေါ့အရင်အချိန်တွေကိုပေါ့ကိုရဲ့ junior life ပဲဖြစ်ဖြစ်ဒါမှမဟုတ်လေကိုဘဝရဲ့အချိုးကွေးတနေရာမှာပဲဖြစ်ဖြစ်ပေါ့နော်အဲ့အချိန်ကိုပြန်သွားပြီးတော့ကိုအကြံပေးခြင်းတဲ့အရာတခုဆိုရင်ဘာဖြစ်မလဲပေါ့နော်အဲ့အချိန်မှာကိုတီးခဲ့ရင်ကောင်းမှာပဲဆိုတော့ကိုပြန်ပြီးအကြံပေးခြင်းတဲ့အရာတခုရှိပဲဆိုအဲ့ဒါဘာဖြစ်မလဲပေါ့มันတိုင်းပြောရင်ကြောင်းတက်နေတဲ့အချိန်တွေတုန်းကပေါ့နော်ဘာသာစကားတစ်ခုခုလေ့လာသိချင်တယ်ဒါကတော့ဥမာထပ်တော့ကိုကြောင်းတက်နေတဲ့အချိန်မှာIELTS လိုမျိုးပြင်ဆင်ထားတာမျိုးပေါ့နော်အဲ့လိုမျိုးဟိုအင်္ဂလိပ်စာပဲဖြစ်ဖြစ်ဂျပန်စာပဲဖြစ်ဖြစ်ကိုရဲ့daily conversation လောက်မဟုတ်ဘဲနဲ့ပေါ့နော်လုပ်ငန်းခွင့်ဝင်နိုင်လောက်တဲ့အထိပေါ့နော်communication လုပ်နိုင်တဲ့အထိတော့ပြင်ဆင်ထားခြင်းနဲ့ဥပမာအင်္ဂလိပ်စာဆိုလို့ရှိရင်လည်းအင်္ဂလိပ်စာလို presentation လုပ်ပုံလုပ်နည်းတွေပေါ့နော်
ဂျပန်ဆိုလို့ရှိရင်ဒီမှာလုပ်ငန်းခွင်မှာပေါ့နော် presentation လုပ်နေရနောက်ပြီးကိုတိတက်နားလည်ထားတဲ့အကြောင်းအရာတစ်ခုပေါ့နော်ကိုရဲ့ project တစ်ခုပဲဖြစ်ဖြစ်အဲ့လိုမျိုးပဲဖြစ်အင်္ဂလိပ်လိုကောင်းကောင်းရှင်းပြနိုင်တာမျိုးဂျပန်လိုကောင်းကောင်းရှင်းပြနိုင်တာမျိုးပေါ့နော်အဲ့ဒီလိုမျိုးဒီလုပ်ခဲ့စီခြင်းတွေပေါ့နော်အခုဒီနိုင်ငံခြားကိုရောက်လာမှဒါတွေကလောက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တခြားလူထက်တခြားကိုလိုပဲတခြားတက်တည်နားလေlanguage ကိုကျွမ်းကျွမ်းကျင်ကျင်လောက်ထားတဲ့လူတွေထက်လောက်ရနှစ်ဆပြင်မှန်းတယ်ပေါ့နော်နောက်ဆုံးကိုက text တက်ကိုနားလည်နေပလေးစီအောင်တော့ကိုနဲ့အလုပ်တဲ့နိုင်ငံခြားသားပဲဖြစ်ဖြစ်သူတို့ရှင်းပြကောင်းကောင်းရှင်းပြတတ်ဖို့လိုရပေါ့နော်ကိုကဘယ်လိုအကြောင်းအရာမျိုးလုပ်ခဲ့ကိုတည်ထားတဲ့အကြောင်းအရာကတော့ဘယ်လိုပေါ့ဖြစ်နိုင်ရင်တော့အဲ့ဟာတွေလုံးစေခြင်းနဲ့ပေါ့နော်ကျေပြီးကိုကထားပါပြန်ပြီးမှလည်းအလုံးလုံးနေရဆိုလို့ရှိရင်တော့အဲ့လို chance ရှိတဲ့ company တွေကိုရှောက်စေခြင်းများသောအားဖြင့် foreigner များတဲ့ company တွေပေါ့နော်အဲ့ဒီ company တွေကိုရှောက်မယ်ဆိုလို့ရှိရင်တော့ဒီလိုအတွေ့အကြုံတွေကတော့ရနိုင်တယ်ပေါ့နော်ဒါတော့ recommendation ပေးရပါ language ကလည်းအရေးကြီးပါတယ်ဟုတ်ကဲ့ပါ Cherry ဟုတ်တယ် language ကလည်းဟုတ်တယ်အဲ့လို Jerry ပြောသလိုပေါ့ဘယ်လိုကြောင်းတက်နေတော့ဘာလုံးမှပဲဘယ်လိုလုံးဖြစ်တာပေါ့နော်ဒီဘက်အလုပ်ထဲရောက်သွားကြတော့အင်္ဂလိပ်စာလုံးမယ်ဆိုရင်တောင်မှဘယ်လိုမျိုးပေါ့ဆန္ဒပြောသလိုပဲတော်တော်နဲ့မလုံးဖြစ်ဘူးပေါ့နော်အလုပ်ထဲရောက်တော့အလုပ်များတာနဲ့ဘာနဲ့ဆိုတော့အလုပ်ဟုတ်တယ်အလုပ်များဆိုတဲ့ဆိုအချိန်တက်ကြီးအချိန်ပေးဖို့ကလုံးဝမဖြစ်နိုင်တော့ဟုတ်တယ်ဆိုတော့ communication လုပ်လို့မရဘူးလားဆိုတော့လည်းရတယ်ဒါပေမဲ့ quality ကွာသွားတာပေါ့ဆိုတော့ကောင်းကောင်းလုပ်ခဲ့ရင်ကျတော့ငါပြောကိုချင်းကြပိုးနားလဲတာပေါ့နော်ပိုးနားလဲရတော့ပါတော့ဟုတ်အဲ့ကြံပြီးချက်လေးလည်းအရန်ကောင်းပါတယ်ဗျဆိုတော့ဂျယ်နောက်တစ်ခုကပါလဲဆိုတော့ဒီမမရပေါ့နော်ကို career မှာကုတ်နဲ့ပတ်သက်ပြီးတော့ဖြစ်သွားတဲ့ဟာသားလေးတစ်ခုဆိုရင်ဘာဖြစ်မလဲပေါ့ဆိုလိုကအဲ့အချိန်မှာတော့ဟာသားဖြစ်ချင်မှဖြစ်မယ်ပေါ့နော်ဒါပေမဲ့အခုချိန်မှာပြန်ပြောရင်ဒီရေစရာဖြစ်သွားတဲ့အရာတစ်ခုပေါ့အဲ့ဆိုရင်ဘာဖြစ်မလဲကုန်းနဲ့ပတ်သက်တဲ့အမှတ်တရတော့ဒါပါတော့ပြစ်မှာကုတ်တွေမှဖြတ်တာရှိရဲ့အဲ့လိုပေါင်းရမယ့် branch တွေမပေါင်းလို့ပြဿနာတက်ရတာတွေလည်းရှိရဲ့အဲ့ဟာရှိရပေါ့နော်အဲ့ဟာကြီးကြုံတဲ့အချိန်မှာတော့ပထမဆုံးအချိန်ကတော့အရန်လန့်သွားရပေါ့နော်ကိုလှုပ်ထုတ်ခံရမလားဆိုရဲလုံးဝနောက်ဆုံးထိတောင်တွေးဘူးတယ်ပေါ့နော်ဒီချိန်တော့အရန်ကြောက်တယ်ပေါ့နော်ဒါပေမဲ့တကယ်တမ်းကျတော့ကိုဖြစ်သွားခဲ့တာက protection မှာမဟုတ်ဘဲနဲ့တခြား UAD ကို assign လို့မှဖြစ်တာပဲဆိုတော့ပြဿနာမရှိခဲ့ဘူးပေါ့နော်တော်သွားသေးရပါအဲ့လိုမျိုးဖြစ်ဘူးရပေါ့နော်ကုန်း master အချိန်မှာ conflict တွေဖြစ်တာပဲပါပေါ့နော်အဲ့လိုမျိုးဟာမျိုးရေးဆိုလို့ရှိရင်တော့မဖြေရှင်းချင်ဘူးပေါ့နော်ရှောင်ပြေးခြင်းပေါ့နော်ဒါပေမဲ့တကယ်အဲ့လိုရှောင်ပြေးခြင်းလို့လေအဲ့ဒီလိုပြဿနာရဲ့နှစ်ဖူးတွေ့ရပေါ့နော် okay ကိုကအဲ့ဒီလိုစိတ်မရှိဘူးဆိုရင်တော့မှပဲဖြစ်ချင်မှလည်းဖြစ်မှာပေါ့နော်ဒါတော့အမှတ်တရပါပဲအဲ့တော့လည်း senior ကြီးကိုပြီးဖြေရှင်းပြတဲ့ဒီပြဿနာပြေးလေသွားတယ်ပေါ့နော်ရပါအဲ့ပြစ်တော့တော်တော်ဘယ်လိုမျိုးပူထူနေပါပဲเนาะအရင်စိတ်နေရပူထူရဟုတ်တယ်ပြီးတော့နောက်တစ်ချက်ကနည်းနည်းကုတ်နဲ့ပတ်သက်တာမဟုတ်အဲ့လို deployment နဲ့ပတ်သက်တာမျိုးပေါ့နော်အရင် software house တွေမှာတော့မသိတာပဲမဲ့ဒီ banking နဲ့ဆိုင်တဲ့ software banking မှာပေါ့အများအားဖြင့် banking တို့fintech industry မှာပေါ့နော်ကိုယ့်ရဲ့ project က release လုပ်မယ်ဆိုလို့ရှိရင်ပေါ့နော် developer ကိုယ်တိုင် sign ထိုးရအောင်ရှိတယ်အဲ့လောက်ထိ impact များတယ်ပေါ့နော်အဲ့လိုဟာမျိုးဆိုလို့အဲ့တုန်းကဆိုတော့ကိုယ့်ရဲ့ဘယ်လိုပြောမလဲပထမဆုံးကွန်မစ်ကentry level တော့ပေါ့နော်ကိုတင်လိုက်တဲ့ပထမဆုံးကုတ်လေးကဒီ protection မှာလောက်တာမျိုးတော့အရန်ပျော်တယ်ပေါ့နော်အဲ့ဒီခံစားချက်ကိုလည်းအရန်ကြိုက်တယ်မမဘာလို့နောက်ဘယ်လိုပြောအောင်မြင်မှုရသွားတယ်ပြောမှာပေါ့ကိုယ်ရေးလိုက်တဲ့ကိုကတကယ် real မှာလူတွေဘယ်လိုပြောအသုံးပြုတဲ့အချိန်ကိုရောက်သွားတယ်တော်တော်လေး feeling တော်တော်ဖြစ်တယ်ပေါ့နော်ဘာနဲ့မှမလဲနော်ပြီးတော့နောက်တစ်ချက်ကဒါလည်းကုန်းနေတော့မဟုတ်ဘူးပေါ့နော်တခြားလူနဲ့ပေါ့နော်တွေ့ကြုံရတာပေါ့နော်လို့တော့
အလုပ်ဝင်တော့ကိုယ့်ရဲ့ project manager ကကို senior ထင်ပြီးတော့အလုပ်တွေအများကြီးခိုင်းမှုတယ်ပေါ့နော်အဲ့ဒီတော့ကိုလုံးနိုင်တဲ့ဟာထပ်ပို့ပြီးတော့ခိုင်းမှုရပေါ့နော်အဲ့တော့ကိုကမသိပေါ့နော်သူကဘာဖြစ်လို့ကိုကိုအဲ့လောက်အရန်ခိုင်းနေရပေါ့နော်ချားကိုနဲ့ဝင်တဲ့လူတွေလည်းတူတူရှိတာပဲပေါ့နော်သူတို့ပေါ်မှာလောက်ပြီးဟိုမျိုးကိုပို့ခိုင်းတယ်ပေါ့နော်အဲ့ဟာကိုကဘယ်ချိန်မှအသိသွားလဲဆိုတော့ဟိုကအလုံးထွက်ပြီးတော့5-6လလောက်ကြာမှသူနဲ့အပြင်မှာပြည့်သေးတော့စကားပြောတော့မှသူကအတိလူပြောတာပေါ့နော်ဟိုနင့်ဟိုပေါ့နော် senior ချင်းနေတာပေါ့နော်အဲ့ဒါကြောင့်မလို့ငါအလုပ်တွေခိုင်းခဲ့တာပေါ့ဒါကတော့သူနဲ့ပြန်တွေ့တဲ့အချိန်မှာကြီးရဟိုနော် ကြီးအလုံးမှာတော့ဘယ်လိုပြောတော်တော်စိတ်သေးရမှာငါ့ကိုပဲဘာလို့အရန်နေခိုင်းနေလဲတော်စိတ်ညစ်တယ်ပေါ့နော်အရန်ဟိုအလုပ်ကိုနဲ့ road တူတဲ့လူတွေထက်ကိုကပိုလုပ်နေရတယ်လို့ဖြစ်တော့ပင်ပန်းနေပေါ့နော်အဲ့ရောကိုကလည်းတွေးကြုံလဲလိုချင်တဲ့အချိန်ဆိုတော့လေတက်နိုင်တော့လိုက်လုပ်ပေးအဲ့ကြောင့်အလုပ်တဲ့အမှားတွေကလည်းများတယ်ခုနပြောလို့ gift ပြဿနာရေပေါ့နော်အဲ့ဟာတွေလည်းပါပေါ့ဒါမမဲကတွေးကြုံဖြစ်သွားမှာပေါ့နော်စီဒီယာနဲ့မှာပြီးကတော့ခိုင်းပြီးရဟုတ်ကဲ့ပါဂျယ်ရီဆိုတော့လေအခုလက်ရှိဂျယ်ရီကဒီမလေးရှားမှာအလုပ်လုပ်နေရဲဆိုတော့ကိုဒီမြန်မာနိုင်ငံမှာလုပ်ခဲ့တုန်းကနဲ့ဟိုဘလို့ကွာခြားချက်တွေအတွေ့အကြုံတွေတွေ့ကြရတယ်ပေါ့နော်ဘာတွေကွာသွားလဲပေါ့မြန်မာပြည်နဲ့ဗမာပြည်မှာတော့ relationship base များမယ်ထင်တယ်ဘယ်လိုပြောမလဲရင်းနှီးတာတို့ကိုနဲ့ရင်းနှီးတဲ့လူဟိုဘာလို့ဆိုလို့ရှိရင်တော့စကားပြောရဆိုရတာတော့ပိုကောင်းတာပေါ့အလုံးမှာrelationship ပုံများတယ်ပြီးတော့ဗမာကျတော့နည်းနည်းလူချင်းရင်းနှီးမှုကိုအလေးထားတယ်လို့ခံစားရတယ်ကိုနိုင်ငံကိုလူမျိုးဖြစ်နေလို့လားတော့မပြောတတ်ဘူးပေါ့နော်ဒီတိုင်း formal process တွေ documentation တွေထပ်သွားဘာပဲပါဇက်နဲ့ agreement ယူလိုက်တဲ့စကားနဲ့ပေါ့နော်စကားနဲ့ agreement ယူလိုက်တဲ့ဟာစကားနဲ့ပဲ agreement ပြီးတော့နောက်တစ်ချက်ကကြတော့ဘာရှိလဲဆိုတော့ဗမာမှာဆိုလို့ရှိရင်တော့ local market rate မှာဆိုလို့ရှိရင်တော့ idea တခြားနဲ့ရှိရင်တော့ကောင်းတယ်ပေါ့နော်ဒါပေမဲ့တခြားနိုင်ငံမှာရှိရဲတခြားနိုင်ငံနဲ့ရှိလို့ရှိရင်တော့နည်းနည်းနေနေပေါ့နော်ဒါကတော့ဟိုလက်ရှိဖြစ်နေတဲ့ market ပေါ့နော်ပြီးတော့နောက်တစ်ချက်ကတော့ work life balance ကကြတော့ပမာမှာက official 9 to 5ဆိုပေမဲ့တချို့ကုမ္ပဏီဆိုချိန်ပိုဆင်းရတာရှိရပေါ့နော်အဲ့ဒါရှိတယ်ဟုတ်ကဲ့ပြီးတော့career growth အနေနဲ့ကတော့မြန်မာမှာဗာပြောချင်လဲဆိုတော့ local market ထဲမှာပဲဖြစ်တဲ့အတွက်ကြောင့်မလို့ကိုကနည်းနည်းကန့်သက်ခံရတယ်လို့ဖြစ်နေရပေါ့တကယ်မကိုရ rate တို့ပါတော့နိုင်ငံတကာ exposure နိုင်ငံတကာနဲ့ထိတွေ့ဖို့အတွက်ခွင့်အလမ်းကတော့နေအဲ့အကြောင်းမလို့ဟိုနိုင်ငံတကာနဲ့ဥမာထားမနိုင်ငံခြားသားအလုပ်လုပ်တာများတဲ့ IT ကုမ္ပဏီလိုမျိုးအဲ့လိုမျိုးဟာမျိုးရှာချင်တယ်ကြည်ကိုကဗမာမှာပဲနေတယ်နိုင်ငံခြားကိုထွက်ဖို့လေဆန္ဒရှိရဲဆိုလို့ရှိရင်အဲ့လို company တွေမှာလုပ်ချင်အပြင်ကိုယ့်ရဲ့ communication skill presentation skill တွေကပို့ပြီးတော့ကောင်းလာမယ်ဒါကတော့မြန်မာနဲ့ပတ်သက်ပြီးတော့เนาะအခုလက်ရှိရောက်နေတဲ့မလေးရှားမှာဆိုလို့ရှိရင်တော့မလေးရှားကတော့ပို့ပြီးတော့နည်းနည်း structure ဖြစ်တယ်ပေါ့နော်နိုင်ငံတကာကုမ္ပဏီတွေများတယ်နောက်ပြီးတော့နိုင်ငံတကာကုမ္ပဏီများတယ်သူ့ရဲ့ဟိုသူတို့လုပ်တဲ့ process ကလည်းဟို paper base မဟုတ်ဘူးပေါ့နော်အကုန်လုံးကဟိုဒီမှာဒါပေမဲ့မလေးရှားမှာလှုပ်ရှားဖို့ဆိုလို့ရှိရင် EP ပေးလို့ရှိရင် EP process က2ပတ်ပဲကြာရပေါ့နော်သူတို့ရဲ့ process တွေကရမ်းမြန်နေဒီမှာပြီးတော့ဟို diversity မြင့်နေပေါ့ diversity မြင့်နေတာဘယ်လိုမျိုးလဲဆိုတော့ဟိုမှာမလေးလူမျိုးရှိမယ်ဒီမှာဆိုလို့ရှိရင်တရုတ်ရှိမယ်ပြီးရင်အိန္ဒိယရှိမယ်အဲ့လိုနိုင်ငံခြားသားအနေနဲ့ communication လုပ်ရတယ်ပေါ့နော်ဒါပေမဲ့ဒီမှာရုံးနေမှာလည်းဟိုဗမာတွေလည်းအများကြီးဒီကိုရောက်လာကြပြီပေါ့နော်အဲ့တော့ရုံးချို့အလုပ်လျှောက်ဖို့အတွက်ဆိုလို့ရှိရင်ဒီမှာမလေးရှားမှာဗမာ developer တွေလည်းအများကြီးရှိပါတယ်ဟုတ်ကဲ့ပါဂျယ်ရီဆိုတော့ဟိုပါလေနောက်တစ်ခုသိချင်တာကဘာလဲဆိုတော့ဂျယ်ရီကဒီမလေးရှားမတိုင်ခင်ဟိုဟာဒီဟိုပါ BNN မှာလည်းလောက်ခဲ့လို့သိရတယ်ပေါ့နော်အဲ့တော့
BNN နဲ့ရှင်ရောဘယ်လိုရှိမလဲပေါ့ BNN မှာအားလည်းတစ်ချက်ဆွေးနွေးပြပါ BNN မှာကျတော့တနည်းအားဖြင့်သူကဟိုလူငယ်တွေပုံများတယ် developer ဗမာပြည်မှာလို့ပဲ developer သူတို့ကလည်းခုမှဟိုဖွံ့ဖြိုးဆဲနိုင်ငံဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဟိုလူငယ်တော်တော်များများ IT field မှာများရပေါ့နော်ပြီးတော့နောက်တစ်ခုက BNN နေမှာ BNN နဲ့သူတို့ကိုသူတို့ဘယ်လိုတင်စားလဲဆိုတော့ပေါ့နော်ဒီ Asia ရဲ့ Silicon Valley လို့သူတို့ကိုသူတို့တင်စားတယ်ပေါ့နော်သူတို့ပြီးတော့နောက်တစ်ချက်ကကြတော့ဗာသူက technical skill ကတော့မြင့်တယ်ဟိုသူတို့ကများသောအားဖြင့်ငါဟိုအောက်ဆိုးစင်းနေရများရပေါ့နော်သူတို့ local ထပ်စားလို့ရှိရင်အောက်ဆိုးစင်း company ရများတယ်များတော့အဖြစ်ဘယ်လိုလူတွေနဲ့လုံးလုံးရနိုင်လဲဆိုတော့ BNN မှာလုံးလုံးလို့ရှိရင်ဂျပန်တို့ကိုရီးယားတို့နဲ့ collaboration များတယ်။ကဲပြီးကိုကထားပါတော့ဂျပန်စာရတယ်ဆိုလို့ရှိရင်ဂျပန်မှမဟုတ် BNN သွားလို့လည်းရတယ်။ကိုရီးယားစာရရင်လည်းသွားလို့ရတယ်။အဲ့ဒီတစ်ချက်ကတော့သူစီမှာဒါအားတာချက်ပေါ့နော်။ BNN မှာလည်းနိုင်ငံခြား company တွေကတော့ competitive salary ပေးပေါ့နော်ဘယ်လိုပြောမလဲ cost of living တဲ့အတွက်စင်ကာပူတို့မလေးရှားတို့လောက်တော့ငွေကုန်ကြေးကြအရင်မများဘူး saving တော့ပိုဖြစ်ပဲအဲ့ဒီဟာတစ်ချက်တော့အတားချက်ရှိရပေါ့နော်ဟုတ်ကဲ့ပါဂျယ်ရီဆိုတော့ပေါ့နော်ဟိုအတွေ့အကြုံတွေလည်းမျှဝေတော့အရင်ကောင်းပါတယ်ကျွန်တော်မြန်မာရောမလေးရှားရောပြီးတော့ BNN ရောပေါ့ဆိုတော့နောက်တစ်ခုကဗာလဲဆိုတော့ကျွန်တော်ဒီ podcast ကိုနားထောင်နေတဲ့သူတွေထဲမှာလည်းကျွန်တော်တို့ဒီနိုင်ငံပြင်ပအောင်ပေါ့နော်ထွက်လာဖို့စူးစမ်းနေတဲ့သူတွေလည်းရှိတယ်ဒါမှမဟုတ်လည်းထွက်လာတော့မဲ့သူတွေလည်းရှိတယ်ပေါ့ဆိုတော့အထူးသဖြင့်ကဒီနိုင်ငံပြင်ပကိုထွက်လာဖို့စူးစမ်းနေတဲ့သူတွေကိုရောဘယ်လိုမျိုးအကြံဉာဏ်တွေပေးခြင်းလဲပေါ့နော်ဟိုဘယ်လိုဟာတွေအရာမျိုးကြီးပြင်ဆင်စီခြင်းလဲပေါ့တို့တို့ပထမဆုံးပြင်ဆင်ရမှာကခုလို့ဆိုလူငယ်တွေတောင်ပိကစားလူငယ်ပေါ့အဲ့ဒီလူငယ်ဆိုလို့ရှိရင်သူတို့လည်းနိုင်ငံခြားကိုထွက်ချင်တဲ့အိမ်မက်တွေရှိမှာပဲအဲ့တော့သူတို့ဘယ်လိုပြောချင်လဲဆိုတော့ကိုကအကြောင်းတက်နေရဆိုလို့ရှိရင်ကျောင်းတက်နေတယ်ကျောင်းတက်နေတော့မှာမဟုတ်ကိုဝါသနာပါတဲ့ဘာသာရေးတစ်ခုခုပေါ့နော်အဲ့လိုမျိုးဟာမျိုးရှိခဲ့တယ်ဆိုမှ programming ကိုဝါသနာပါတယ်ဆိုလို့ရှိရင် programming နဲ့ပတ်သက်ပြီးတော့ကိုကကိုယ့်ရဲ့ future career တစ်ခုအနေနဲ့ရွေးချယ်လိုက်ပြီးဆိုလို့ရှိရင်အဲ့နဲ့ပတ်သက်ပြီးတော့ကိုကရှေ့ဆက်ဘယ်လို programming ကိုလေ့လာရမလဲအဲ့ဟာကိုလုပ်စီခြင်းနဲ့မဖြစ်နောက်တစ်ချက်က communication ပေါ့နော်communication ဆိုလို့ရှိရင်အင်္ဂလိပ်စာကို level တစ်ခုလောက်ရောက်တဲ့အထိ B1 B2 လောက်ရောက်တဲ့အထိဖြစ်ရှိစေခြင်းနဲ့ပေါ့နော်ဒါမှလည်းတခြားကိုအလုပ်တွဲလုပ်ရတဲ့လူတွေနဲ့ကောင်းကောင်း communication လုပ်နိုင်မှာပေါ့နော်ပြီးတော့နောက်တစ်ချက်ကကျတော့အကြောင်းပြီးသွားပြီဆိုလို့ရှိရင်တော့အကြောင်းပြီးသွားတဲ့လူတွေအများစုကများတော့အပြင်21နဲ့25ကြားတယ်များမယ်ပေါ့နော်အဲ့မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ identity ကိုရှာစေခြင်းနဲ့ပေါ့နော်ကိုယ့်ရဲ့ identity ကိုရှာဖို့အတွက်လည်းဟိုတခုဟိုဆက်ဒီဆက်လုံးမိမှလည်းမကြောက်နဲ့ပေါ့နော်လုံးအဲ့လိုလုံးမှလည်းကိုကဘယ်ဟာကိုဝါသနာပါလဲဆိုတဲ့ဟာကိုသိနိုင်မှာပေါ့တွေ့မှာပေါ့ဒီ IT field မှာဒီ programming တစ်ခုလည်းပဲကောင်းတာမဟုတ်ဘူးတခြား career လေးလည်းကောင်းတယ်ဒီတစ်ခုတည်းကိုပဲလုံးဒီ IT field ကိုလာမယ်ဆိုလို့ရှိရင်ဒါကိုပဲလုပ်ရမယ်လို့မရည်ရွယ်ဘူးတခြား career တွေလည်းကောင်းတယ်ဟိုမှာထားပါ data analysis တွေquality assurance engineer ရှိမယ်သူတို့ field တွေလည်းကောင်းတယ်တကယ်တော့ဒီ computer science ဆိုတဲ့ field ကအရင်ကျတဲ့အတွက်မှန်တိုင်းပြောရင်ကျောင်းမှာသင်ရတဲ့ဘာသာရပ်တွေဆိုတာတဘာသာမှပြည့်ရစရာမရှိဘူးကိုယ်သာတကယ်စိတ်ဝင်စားရဆိုရင်ပေါ့နော်ဟိုဒါရဟိုကိုအတွက်ဟိုဘယ်လိုပြောမလဲဒီကိုစိတ်ဝင်စားတဲ့ဘာသာရပ်ကနေတဆင့်ကိုယ့်ရဲ့ career ကိုသွားလို့ရတယ်ပေါ့နော်အကြောင်းပြီးသွားလို့ရှိရင်တော့ကိုယ့်ရဲ့ identity ကိုရှာပါအလုပ်ဝင်လုပ်ကြည့်ပါနောက်ပြီးတော့အလုပ်လုပ်ငန်းခွင်ထဲမှာကိုမတိမှာမကြောက်ပါနဲ့ဟိုဆက်ဆက်ချင်းဘယ်သူမှဟိုအဲ့လောက်ကြီးမတိကြဘူးเนาะကိုယ်ဟိုအကုန်လုံးကအရန်တော်လို့လို့လာလောက်တာလည်းမဟုတ်ဘူးပေါ့နော်ဒီကနေအတွေ့အကြုံလို့ရှင်ဒီအတွေ့အကြုံကနေမှတဆင့်ဟိုဒီအတွေ့အကြုံရယ်ကိုယ့်ရဲ့ရှိပြီးသား knowledge ရယ်ကိုယ့်ရဲ့
design မတ်စူးစမ်းအားထုတ်မှုရပေါင်းပြီးတော့မှနောက်ထပ် level တစ်ခုကိုတက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ကိုယ့်ရဲ့ identity ကိုကောင်းကောင်းရှာစီခြင်းတယ်ပေါ့နော်လူငယ်တွေကိုအဓိကအကြံပေးချင်တာပေါ့နော်ပြီးတော့junior တွေအနေနဲ့ဆက်စချင်းလုပ်ဖို့ဆိုလို့ရှိရင်တော့local မှာအရင်လုပ်ရမှာပေါ့နော် local မှာအရင်လုပ်ပြီးကိုက2နှစ်တန်ဒီ3နှစ်တန်ဒီ invest တစ်ခုလုပ်ပြီးတော့လို့ရှိရင်တော့ဗမာပြည်တွင်းမှာပဲဖြစ်ဖြစ်တခြားနိုင်ငံခြားယင်းနှိမ့်ညွန့်နှံမှုများတဲ့ company တွေပေါ့နော်အဲ့ဒီ company လိုမျိုးမှာပဲဖြစ်ဖြစ်အလုပ်စီခြင်းတယ်ပေါ့နော်ဒါမှနိုင်ငံခြားသားနဲ့ communication လုပ်ရတဲ့experience မှာပေါ့နော်အဲ့ဒီလိုရပြီဆိုလို့ရှိရင်တော့ကိုကနိုင်ငံခြား interview တွေကိုရှောက်ကြည့် experience 3နှစ်ကျော်ပြီဆိုလို့ရှိရင်တော့ try ကြည့်လို့ရတယ်ပေါ့နော်ဒီဘက်မှာပဲ junior ပဲရှောက်မလားအမို့ရှင် mid level ပဲရှောက်မလားပေါ့နော်ရှောက်ကြည့်လို့ရတယ်တချို့ junior ကြတော့လေသူတို့ရဲ့အရန်လေ့လာမှုအရန်ကောင်းတာဖြစ်တဲ့အတွက်2နှစ်3နှစ်လောက်ကျတော်တော်ခရီးရောက်သွားတဲ့လူတွေကိုလည်းမြင်ဘူးတယ်ပေါ့နော်အဲ့ဒါတွေကလည်းကိုယ့်ရဲ့စူးစမ်းအထောက်မှုတွေလည်းဆိုင်နေပေါ့နော်အဲ့ဒီလိုတွေလည်းရှိနိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်senior တိုင်းအကုန်သိလားဆိုတော့လည်းအကုန်အလုံးမသိကြပါအဲ့တော့ကိုကအဓိက senior junior မခွဲခြားဘဲနဲ့ကိုလုံးနေတဲ့ຢာတစ်ခုကိုdesign မတ်လုပ်ပေါ့နော်design မတ်လုပ်စီခြင်းနေပေါ့နော်အဓိက consistency ရှိနဲ့ကိုသွားခြင်းတဲ့ career လမ်းကြောင်းတစ်ခုပေါ်ရောက်ဖို့အတွက်ပေါ့နော်အဲ့ဒီလိုလုပ်စီခြင်းအဓိကကတော့ဘုအနေနဲ့ဘယ်လိုအကြံပေးခြင်းဒီလူငယ်တွေဟုတ်ကဲ့ပါ Jerry Jerry ပြောသွားတဲ့ဟာတွေကဆိုရင်ပေါ့နော်ဘာလဲဆိုတော့ကိုယ့်ရဲ့ identity ကိုရှားဖို့ပေါ့နော်အားလေးတခုဆိုရင်အရင်ကောင်းတယ်ကျွန်တော်ဆွမ်းနာလိုမျိုးအကုန်စမ်းကြည့်ရမယ်ပေါ့နော်ဒီသနာပြောပဲကျွန်တော် computer science မှာဆိုရင်ကျွန်တော်ကျောင်းမှာသင်တဲ့ဘာသာရပ်တွေအားလုံးကတည့်ရစရာတခုမှမရှိဘူးပေါ့နော်အားလုံးကကျွန်တော် junior light တွေမှာထင်ကြတာမျိုးရှိတယ်တည့်ရမှာငါတို့ဒါရက်မလိုပါဘူးကျောင်းမှာပို့သင်နေတာတကယ်တော့Jerry ပြောလို့ပဲမဟုတ်ဘူးအားလုံးကသူ့နေရာနဲ့သူလိုတယ်ပေါ့နော်ကိုသွားခြင်းနဲ့ကိုစိတ်ဝင်စားတဲ့ဟာကိုရွေးလိုက်မှဒါအနည်းနဲ့အများကြီးမလိုတာတော့ဘာလို့ပဲရှိတယ်ဒါပေမဲ့အားလုံးကသူ့နေရာနဲ့သူလိုကြတယ်ပေါ့ဟုတ်တယ်သူညာနဲ့သူလိုရနောက်ပြီးတော့ဝန္ဒနာပေါ်အရင်ခံရင်တော့ပူကောင်းတာပေါ့နော်ဒါမှမဟုတ်ကိုကဒီ fee ကိုစမ်းကြည့်ခြင်းနဲ့လုပ်ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်လုပ်ကြည့်လို့ရတယ်အဲ့ဒီအရွယ်အားကြတော့ဘယ်လိုပြောမလဲကိုဝါသနာပါတဲ့ဟာကိုရှာလို့အကောင်းဆုံးအရွယ်ပဲအရန်ငယ်တယ်ကွာအရန်လဲငယ်အရန်လဲတက်ကြွရတယ်ကွာအဲ့ဒီအရွယ်မှာရှိတဲ့ motivation တွေကအဲ့ဒီအရွယ်ကိုကြော်လွန်သွားပြန်ရဖို့ဆိုတာမလွယ်တော့အဲ့ဒီလိုမျိုးအဲ့ဒီအချိန်တုန်းကကို junior ဘွားတော့အရန်အလုပ်ရှင်လုံးအလုပ်ခဲ့ရတဲ့ motivation မျိုးအခုကိုမှရှိသေးတာမေးအဲ့ဒီ motivation မျိုးလုံးဝမရှိတော့အဲ့ဒီအရွယ်မှာပဲအဲ့ဒီ motivation ကရတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲ့ဒီအရွယ်မှာကိုယ့်ရဲ့အားတွေကိုပေါ့နော်ကောင်းကောင်းအသုံးချဖို့တိုက်တွန်းနေတယ်ဟုတ်တယ်အဲ့တခုတော့အရမ်းမှန်တယ်ဘာလို့ဆိုအဲ့ငယ်တော့ရွယ်မှာရှိရဲ့ motivation မျိုးကဘယ်တော့မှတက်ချလို့မရဘူးပေါ့နော်ဖြစ်ချင်တော့အရန်ဖြစ်ချင်တယ်အရန်စူးစမ်းချင်တယ်ဒီမှာဟုတ်တယ်ကိုကpassionate ဖြစ်ချင်တယ်တခုခုမှဆိုလို့ရှိရင်လည်းမြန်ဆန်လေ့လာချင်တယ်ပေါ့နော်အဲ့ဒီစိတ်ကကိုယ့်ရဲ့စိတ်အားထက်သန်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့မြန်ခရီးရောက်ခဲ့ပေါ့နော်ဟုတ်ကဲ့ပါ Jerry ဆိုတော့ကျွန်တော်ပြောသွားရတဲ့အရန်ကောင်းပါတယ်ဆိုတော့ပေါ့နော်ကျွန်တော်တို့ podcast လေးရဲ့နောက်ဆုံးပိုင်းလည်းရောက်လာပြီဆိုတော့နောက်ဆုံးအနေနဲ့ကျွန်တော်နားထောင်နေတဲ့သူတွေကိုဗာများပြောချင်လဲပေါ့နော်နောက်ဆုံးအနေနဲ့ဗာများမှာချင်လဲပေါ့နောက်ဆုံးအနေနဲ့ဘယ်လိုမှာချင်လဲဆိုတော့ဘယ်လိုပြောမလဲကို destination ကိုအရင်မစဉ်းစားနဲ့ပေါ့နော်ကိုယ့်ရဲ့ဘယ်လိုပြောမလဲနောက်ဆုံးဆုံးဖြတ်ချက် destination ပေါ့နော်အဲ့ဒီကိုကထားပါ developer ကြီးဖြစ်ချင်တယ်ဆိုတဲ့ဟာကိုခဏလေးမေးပြီးအဲ့ဒီ developer ဖြစ်ဖို့အတွက်ဘယ်လိုစရမလဲဆိုတဲ့ဟာကိုပေါ့နော်အရင်လုပ်စီချင်တယ်ပေါ့နော်သူ့ရဲ့စမှတ်ပေါ့နော်စမှတ်ကိုစလိုက်ဖို့ပဲရည်ရပေါ့နော်ဖြစ်ချင်တာကြီးကိုအများကြီးမတွေးနဲ့ပေါ့နော်ကိုကဒီဟာလေးတစ်ခုကိုအရင်စပြီးတော့အဲ့ကိုတဖြည်းဖြည်းစူဆောင်းလာတဲ့ဟာလေးတွေကနေတစ်ဆင့်ပေါ့နော်ကိုယ့်ရဲ့ destination ကိုချင်းကပ်တဲ့ပုံစံနဲ့တွားကြည့်ခြင်းနဲ့ပေါ့နော်တခါလေကိုကဒါမျိုးကြီး
ဒါမျိုးကြီးဖြစ်ပလိုက်ရမယ်လို့ပါလို့အဲ့လိုမျိုးတွေ့ရထက်စားလို့ရှိရင်ပေါ့တိတိလေးရနေပြီးတော့စစီခြင်းနေပေါ့နော်ဥပမာဒါတော့ကိုရင်တော့လောက်ခဲ့တဲ့ပုံစံပေါ့နော်project တစ်ခုရေးမယ်ဆိုလို့ရှိရင်အကြီးပဲတွေးရပါအကြီးရစပြီးတော့တွေးရတိလုံးဝsystem design တွေပါချပြီးလုံးဝအကြီးတွေးပလိုက်တာကျတော့အဲ့ဒီလိုမျိုးအကြီးရနေပြီးတော့တွေးရတဲ့စားလို့ရှိရင်တိတိလေးရနေစားပြီးမှ CRUD လောက်ကနေပြီးပဲစရည်ရပြီး programming အတစ်တစ်ခုကိုလေ့လာမယ်ဆိုလို့ရှိရင်လုံးဝအကြီးဟို machine learning လေ့လာမယ် Python စပြီးတော့လေ့လာမယ်ဆိုလို့ရှိရင် machine learning တွေလုပ်ဖို့ဒီအများကြီးမစင်စားနဲ့အောင်ပေါ့နော်အဲ့ဒီ Python CRUD project တစ်ခုကိုကောင်းကောင်းရေးနိုင်နေဆိုလို့ရှိရင်ဒါနောက်ပိုင်းနောက် step တွေကဆက်လုပ်သွားလို့ရတယ်ပေါ့နော်အများကြီးမစင်စားမဲ့ကိစ္စတစ်ခုကိုဆိုလို့ရှိရင်ဒီဟာကိစ္စကြီးဖြစ်လာအောင်ငါဘယ်လိုတိတိလေးတွေခွဲလုပ်လို့ရမလဲပေါ့ ပြန်စားလုပ်ပဲပေါ့ဟုတ်အဲ့လိုလုပ်တဲ့ပုံစံနဲ့သွားခဲ့ရပေါ့နော်ဟိုမှာစာလုပ်တယ်ဆိုလို့ရှိရင်လည်းစာလုပ်တယ်ဆိုလို့ရှိရင်လည်းပေါ့တချို့ကသူတို့ရဲ့ဘယ်လို learning method တွေမတူကြဘူးပေါ့နော်တချို့ကတော့ YouTube ကနေပြီးတော့ဗီဒီယိုတွေကြည့်ပြီးတော့တကယ်လိုက်လို့ရပေါ်ကြတယ်တချို့ကကြတော့လေစာတွေဖတ်ရတာစာဖတ်ပြီးတော့လိုက်လို့ရတာကိုသဘောကျတယ်လို့ရှိရဲ့ဒါကိုယ့်ရဲ့ကိုအကြိုက်ဆုံးlearning method နဲ့သွားပေါ့နော်စာလုံးမယ်ဆိုလို့ရှိရင် language တစ်ခုကိုလေ့လာပဲဖြစ်ဖြစ်ဘယ်လိုအကြောင်းအရာ topic မျိုးပစိုးပေါ့နော်ကိုအတွက်ရန်လွယ်ကူပြီးတော့တကယ်အချိန်တို့အတွင်းမှာပေါ့နော်အကျိုးရှိစေမဲ့ learning method ကိုလည်းရွေးချယ်ပေးခြင်းနဲ့ပေါ့နော်အဲ့လို learning method မျိုးနဲ့သွားမယ်ပြီးလို့ရှိရင်တိလေးရနေပြီးတော့စပြီးတော့လုပ်မယ်အကြီးမရောက်သေးဘူးပေါ့နော်အဲ့တိလေးကိုတနေ့နည်းတိလုပ်လာရကြာလေအကြီးဖြစ်လာမှာပေါ့နော်ပြောချင်တာ junior တွေအနေနဲ့လည်းအလုပ်ရဖို့မကြောက်စေချင်ဘူးပေါ့နော်ကိုလေ့လာထားတဲ့ဟာတစ်ခုကိုနောက်ဆုံးကို interview ဖြေနေတယ်ကိုရေးထားတဲ့ဟာ project ကို CRUD project ပဲဖြစ်နေပါစေနော်နောက်ဆုံးကိုရဲ့portfolio website တစ်ခုပဲဖြစ်နေပါစေနော်ကို share ပြလို့ရတယ်ကွာကိုရဲ့အားကြောင့်မို့ကိုလုံးသမျှဟာတွေအကုန်လုံးကို Facebook မှာအကုန်လုံးတင်တာ interview ဖြေပြီးသွားလို့ရှိရင်ကို interview ဖြေရတဲ့လူတွေကိုအဲ့ code ကို run ပြရှင်းပြဒါဆိုလို့ရှိရင်ကိုရဲ့ communication skill လည်းကောင်းတယ်ကိုလောက်ထားတဲ့အရာလေးတွေလည်းတကယ်အသက်ဝင်နေပေါ့နော်အဲ့လိုခံစားချက်မျိုးရတယ်ပေါ့အဲ့လိုမျိုးလေးလုပ်စီချင်ပါတယ်ဟုတ်ကဲ့ပါ Jerry အဲ့တခုပေါ့အရင်သဘောကျရပေါ့နော်ကိုဘလို့ဘာကြီးဘလို့သွားခြင်းတယ်ဆိုတာတဲ့ဘလို့စမလဲပေါ့နော်အဲ့ဒီချက်လေးအရင်သဘောကျတယ်အကြီးတွေးနေမှာသားပေါ့နော်အဲ့အကြီးကိုပြအောင်ဘလို့မျိုးစလုပ်လဲပေါ့နော်စဘက်ကအရေးကြီးတယ်ပေါ့နော်ဟုတ်အားလေးကြိုက်တယ်နားထောင်နေဆိုတော့လည်းအကျိုးအများကြီးရှိပါတယ်ဟုတ်ကဲ့ပါ Jerry ရေဆိုတော့ကျွန်တော်တို့ပြောရတယ်စကားကောင်းနေရတယ်နည်းနည်းကြာသွားပြီဆိုတော့ကျွန်တော်ဒီ podcast လေးကိုဒီနေရာမှာပဲအဆုံးသတ်ပါမယ်ဗျဆိုတော့လာရောက်ပြီးတော့ဝေမျှပေးတဲ့ Jerry ကိုလည်းကျွန်တော်တို့ဒီ Code Coffee and Tea podcast ကနေပြီးတော့ကျေးဇူးအများကြီးတင်ပါတယ်ဗျကဲပါကျေးဇူးတင်ပါတယ်ညီမတို့လည်းအခုလိုဖိတ်ကြားပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်နောက်ဆက်စီးလည်းမျှော်နေပါမယ်ဟုတ်နောက်ထပ်စီစဉ်တွေမှာစီစဉ်တွေမှာလည်းပါဝင်ပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ကြိုတင်ပြီးတော့ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်တို့ဒီကနေ့ Code Coffee and Tea episode လေးကတော့ဒီမှာပဲပြီးပါပြီအဆုံးထိပြီးအောင်နောက်ထောင်ပေးကြတဲ့သူအရောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်နောက်လာမယ့်ကျွန်တော်တို့ episode တွေမှာလည်းကျွန်တော်ဘယ်လိုစိတ်ဝင်စားကြကောင်းတဲ့ကျွန်တော်တို့ဒီ story တွေကိုကျွန်တော်တို့ဒီဘယ် developer ရနေပြီးတော့လာရောက်ပြီးဝင်လာပေးသွားအောင်လဲဆိုတော့လည်းဆောင်းမြောက်ကြည့်ရှုပေးကြပါအောင်ဆိုတော့အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ good night ပါ